ဒီကနေ့မှာတော့မပုံမှန်တင်ဆက်နေကြတော့ပေါ်ရစကောင်ရှာမရဲ့အခန်းဒီမှာ chapter 5ကိုရောက်လာခဲ့ပါပြီဒီဆိုမှာတော့ရှိမပြောခဲ့တဲ့အတိုင်းပဲအခန်း20ပါတော့ဗျာဒီဒီနေ့ချာဒီနေ့တခါမို့ဗျာတရက်ချာတစ်ခန်းစီကျွန်တော်တင်ပေးလာပါမနေ့ကတော့နေဖေးဖြစ်သွားတယ်အလုပ်တွေနေ busy ဖြစ်လို့ပါဒီနေ့မှာတော့ခေါင်းစဉ်လေးကတော့ the mental healing in modern times ပေါ့ဒီခေတ်ရဲ့စိတ်ကူထုံးပေါ့ဗျာသူက mental healing ဆိုစိတ်နဲ့ကူတဲ့ဟာပေါ်မှာယောဂကြီးဖြစ်တယ်ဒီစိတ်နဲ့ကူတာပေါ့ဒီနောက်တိုင်းမှာတော့ခေတ်စားပါဒီကောင်ကလေဒီကိုရတိုင်းမြေမှာတော့ဒီကောင်တော့အားနေသေးပါဒီစိတ်ပညာအဲကြောင့်ဒီကျွန်တော်ရဲ့ဒီ channel ဖြစ်ဖြစ် YouTube channel ဖြစ်ဖြစ်ဒီ TikTok မှာဖြစ်ဖြစ်နောက်ထောင်တဲ့ညီငယ်ညမငယ်အကိုဒီမကြီးအကုန်ဘုသူတအလို့ဟာကျွန်တော်မျှဝေခြင်းဖြစ်ပါတယ်ဒီခက်မှသူကဘယ်လိုပြောတာလဲဆိုတော့ဒီမှာလိုရင်းတို့ရှင်းနဲ့ရှင်းပြသွားအောင်ဖြစ်ပါတယ်ဒီထီတော့ဒီမှာပိတ်ဆန်နဲ့ပတ်သက်တာတွေဒီနောက်ဆန်နဲ့ပတ်သက်တာတွေနောက်အောင်မြင်မှုနဲ့ပတ်သက်တဲ့ဟာတွေနောက်ဒီ love affair ဆိုရှင်းမှုရန်ပတ်သက်တဲ့ဟာတွေတော့ဒီမှာမပါသေးပါဘူးဒီဘက်မှာဒီစိတ်ရဲ့ဒီစွမ်းရင်ကြောင့်ပထမသူရှင်းပြထားတော့နောက်ဘက်မှာတော့ဒီ technique တွေအများကြီးပါသွားလိမ့်မယ်ဒီမှာတက်လက်ဆိုရပြောလို့ရှိရတာကျွန်တော်ရဲ့ဒီ LinkedIn channel အပြင် YouTube channel ဖြစ်တဲ့ The Best English Software မှာလည်း English နဲ့ပတ်သက်တဲ့ဘုသူရာတွေကိုဝင်ရောက်ပြီးတော့လေ့လာနိုင်ပါတယ်။ Facebook page မှာလည်းဝင်ရောက်ပြီးတော့ကြည့်နိုင်ပါတယ်။ဒီမှာပထမဆုံးတစ်ဆင့်အဲ့တော့သူကဒီဘယ်ဟာကနေပြီးတော့ကိုယ်ကူစားလိုက်တာလေတဲ့ heal လုပ်လိုက်တာလေ။ဒါကိုရှာဖွေဖော်ထုတ်ပါတဲ့။ဥပမာဆိုပါလို့ပြောပြစိတ်မှာဖြစ်ဖြစ်ခန္ဓာမှာဖြစ်ဖြစ်ယောဂတွေခုဖြစ်တဲ့ချိန်မှာဘယ်ဟာကကိုယ်ကူစားတာလဲ။လူတွေစစ်တော့လို့ကူတယ်ဆိုတော့မှန်တော့မှန်ပါတယ်။တိုင်းတာခုတွေပေါ့။ဒါပေမဲ့အဲ့စစ်ထက်ဆေးပုံမှာယုံကြည်ရဲ့စိတ်ဒေါက်တာပုံမှာယုံကြည်ရဲ့စိတ်ကပို့ပြီးတော့အရေးကြီးတယ်ဆိုတော့လေဖတ်ဖို့မှတ်သားဖို့ပါတယ်ဒီချက်ကလည်းဒါထက်မတွက်လို့မရဘူးပေါ့လေဆာဝန်တယောက်ကလူနာတယောက်ကိုဒီလူဟာအသက်ရှင်မယ်လို့လူနာကိုယုံကြုံပြောနေယုံကြည်လူနာဘလောက်ပဲယောဂပြင်းပြင်းတက်ဟာတော်နဲ့မတင်နိုင်တဲ့ဥပမာလေးဒီမှာဖတ်ဖို့မှတ်ဖို့ခဲ့ပါတယ်ဒီနံပါတ်1မှာသူကဘယ်ကနေကုလိုက်တာလဲပေါ့ကျွန်တော်တို့မှာဖြစ်လာတဲ့ဥမာဒီ mental မှာဖြစ်ဖြစ် physical မှာဖြစ်ဖြစ်ယောဂတွေပေါ့ဗျဒါဟိုတဲ့ဖောက်ပေါအောင်ရှာဖော်ထုတ်ကြည့်ပါတဲ့တဖောက်ပေါလာတဲ့အချိန်မှာတော့ဒီမသိစိတ်ကနေကုပေးလိုက်ရပေါ့ဗျစိတ်နဲ့ခဏတော့ဒီဒါတိချက်တင်ပတ်ထားပါတယ်ဒါနဲ့ပတ်သက်ဥမာနဲ့ကသူကဒီခဏမှာဖြစ်တဲ့ယောဂကြီးတွေကိုသူက auto suggestion နဲ့ကုလို့ရပါပေါ့ဗျဒီအနောက်တိုင်းမှာတော့တော်တော်နာမည်ကြီးတဲ့ဒီ Imeku ဆိုတာလေတော်တော်ကြီးပေါ့မှသူကစိတ်ပညာဒေါက်တာကြီးပေါ့ဗျာတော်တော်နာမည်ကြီးတာပေါ့သူကလူတွေဒီအတွင်းစိတ်တွေမှာနှိမ့်မြုပ်နေတဲ့ဥမာ mental ဖြစ်ဖြစ် physical ဖြစ်ဖြစ်ယောဂတွေကိုသူစိတ်နဲ့တော့ကုပြီးတော့နောက်တိုင်းမှာတော့နာမည်ကြီးတဲ့ပုဂ္ဂိုလ်ကြီးပါဒီမှာကြုံရဆုံးကတွေ့ရင်လည်းဖတ်ကြည့်လေ့လာကြည့်ရပါနောက်တစ်ချက်ကတော့ဒီကိုယ့်ရဲ့ဒီနဲ့ပတ်သက်ပြီးတော့ဒီ different volume တခုလောက်ထားပါတဲ့မသိတဲ့တွေကိုဒီကိုယ့်ရဲ့တောင်းဆိုမှုအတွက်ဆန္ဒပြုမှုအတွက်တို့မှ request ဖြစ်ဖြစ် desire ပေါ့ဗျာတခုကိုလိုချင်တဲ့တခုကိုမသိတဲ့တွေကိုတောင်းဆိုဖို့တဲ့ different volume တခုလောက်ရမယ်ဒါ different volume ဆိုတော့ဒီမှာအခြားရမဟုတ်ပါဘူးဗျာဒီကောင်က auto suggestion လုပ်ဖို့တဲ့ကိုနဲ့အဆင်ပြေလို့စီထားရပုံမှာဝက်ကြတိုလေးပေါ့ဗျာဥမာဆိုပါစို့ပေါ့ဗျာကျွန်တော်ကဥမာဒီဥမာဆိုပါစို့ပေါ့ဥမာဒူးနာနဲ့ခါနာတယ်ကျွန်တော်ခါနာတယ်အကုန်ပျောက်နေပြီဆိုတော့ကိုယ်စိတ်ထဲမှာအကောင့်ဖက်နေဆိုတော့ positive ဘက်ကနေပြန်တွေးပေးတာပေါ့အဲ့လိုတွေးမှများတဲ့အချိန်မှာဒီမသိစိတ်ကအဲ့ကိုလက်ခံသွားရင်အဲ့ခါနာအော်တိုပျောက်သွားတယ်ဆိုတော့သဘောလေးဒါဥမာနဲ့ပြရပါပေါ့ဗျာကျန်တဲ့ရောဒီတိုင်းပေါ့သူကဒီမှာတော့ဒါ healing ဖြစ်တဲ့အတွက် healing ပတ်သက်တာပဲဒီကမပြောပြအောင်ဖြစ်ပါတယ်subconscious mind ကိုဘယ် request တွေထည့်မလဲအဲ့အတွက်ကိုဒီဘက်မှာ different plan လောက်ထားဖို့လိုတယ်ဒါဒီတစ်ချက်ပါ different plan ဆိုတော့ကိုတိကျတဲ့ plan တစ်ခုဆွဲထားဖို့လိုတယ် plan ဆိုတော့ခုနပြောတယ်ဟိုမှာညအဲ့ရမွေးခါမှာဒီမျိုးပြောမယ်မနေ့မိုးလေးစားမှာဒါမျိုးပြောမယ်မသိစိတ်ကိုခံရကောင်းဆုံးအချိန်ကအဲ့အာယုံတက်ရှင်နဲ့မအိတ်ခင်ချင်းမှာ before sleep နဲ့
after week ပေါ့အမအဲ့အချိန်နဲ့ရှင်ကအရန်မသိစိတ်ကိုခိုင်းလို့ကောင်းတဲ့အချိန်လို့ပြောပါတယ်နောက်တစ်ချက်ကတော့ဒီခုနပြောတဲ့အထင်မှာနေပါတော့ပါတယ်ကိုစန်တပ်ပြေးသွားတဲ့ပုံစံကိုကဒီစကုပုံပေါ်ကြည့်ရမယ်ဗျအမ image the int desire ရေးထားပါတယ်free area ဒီတဲ့ထပ်ပေးထားပါတယ်ဒါအင်္ဂလိပ်လိုတော့တိတ်သင်ရှင်းပြတော့ပါမြန်မာလိုပဲအဲ့တကိဖြစ်နေတဲ့ပုံစံက free ဖြစ်နေရမယ်ဒီချက်အရင်ကြီးပါဆိုပါတော့ဗျာလူကြောက်ဟာလုံးဝမရှမ်းတန်တဲ့အချိန်တွေမှာရှမ်းစင်းနေတဲ့အချိန်မှာရှမ်းတော်ပုံစံ reality တကယ်ဖြစ်ဖို့ဆိုတာလွယ်တော့မလွယ်ဘူးပေါ့ဒါပေမဲ့ဖြစ်အောင်ကိုသူကအယုံသွင်းရတဲ့အဆင့်ပေါ့ဗျာမသိစိတ်ကိုအယုံသွင်းနေအောင်ကိုကစင်းနေပါအဲ့ရှင်ကိုကငါအိုးပဲအိမ်မဲငါရှမ်းတန်နဲ့ကားစီနေကိုယုံဖို့ဆိုတာတော့ခက်ပါဒါပေမဲ့အဲ့မျိုးမယုံတယုံတုံကနေကိုယုံလာတဲ့အဆင့်ဖြစ်လာပါလိမ့်မယ်ဗျာအဲ့လိုယုံလာတဲ့အဆင့်တော့ကိုကြည့်လိုက်ရင်ကိုကအတန်းရကိုအောင်မြင်တယ်တွေ့ရလိမ့်မယ်အဲ့ကောင်ကိုလောက်သွားတော့အဲ့မသိစိတ်ကပဲလောက်သွားအဲ့ကြောင့်သူ့ကိုလည်းမသိစိတ်လို့ပြီးတော့နာမည်အတိထဲတာပေါ့ကိုသိရနဲ့ဖြစ်တဲ့ရမဟုတ်ဗျာမသိစိတ်ဆိုတာမသိရနဲ့ဖြစ်သွားတာပေါ့တော့ဒီကိုသိရနဲ့ဖြစ်တာမသိစိတ်မဟုတ်ဘူးအဲ့စိတ်အဲ့လိုဆုံးအောင်မကြည့်ဘူးကိုမသိဖြစ်တဲ့အရာတိုင်းမှာအရင်ဒီ power ရှိပါအဲ့တော့သူကဒီ P is reality ဒီချက်အရင်ကြီးပါဗျာကိုဖြစ်ရှင်တဲ့အရာတခုကိုသူကဒီကိုဖြစ်ရှင်နေတဲ့အဆုံးပေါ့လေဥပမာဆိုတော့ပေါ့အဆိုတော်ဖြစ်ရှင်နေတဲ့လူတယောက်ဟာအဆိုတော်မဖြစ်ခင်ကစင်ပေါ်မှာတက်ပြီးတော့တချင်းဆိုတဲ့ဟာတွေပရိသတ်တွေကလက်ခုပ်အားပါပေးတဲ့ဟာတွေနောက်ဒီဘက်မှာကိုထုတ်လိုက်တော့ဥပမာကိုရဲ့ဒီဒီဘက်မှာ poster ကြီးကတ်ထားပါဗျာအဲ့ဒါတွေပါထိကိုကမြင်အောင်ပေးရမှာပေါ့အိမ်မှာကြိုက်လုပ်ပေးရမယ်တဲ့အဲ့တော့မှကျမ်းမချင်းဆိုရင်ဥပမာကိုကကျမ်းဥပမာယောဂတခုရှိနေမှာကိုကျမ်းမနေဆိုပြီးတော့ကိုကို reality ကိုဒီမသိစိတ်ကိုဒီဘက်မှာတစ်ဖက်နဲ့ပြန်ပြီးတော့လှည့်လိုက်ပြီးတော့ဒီသူ့ကိုအဆုံးကိုထည့်ပေးရမယ်အဲ့ရှင်မှာဒီမသိစိတ်ကကိုလုံးဝအိတ်တန်းပြန်ပြီးတော့တုံ့ပြန်ပေးလိမ့်မယ်ပေါ့ဒါအဲ့ခုနပြောတဲ့ပထမတစ်ချက်မှာအဲ့ဟို reality လောက်တဲ့ကိုကဒီ definite balance ဆွဲထားမှာဒါပြောတာပါလေအဲ့လို definite balance ဆွဲရရှိမှာအကိုရတဲ့ခါမှာ definite result ပြန်ပြီးရလာနိုင်မယ်အဲဒါလေးပြော definite balance ဆိုကိုနဲ့ကျွန်တော်တို့ကဒီဥမာဆိုလိုဖြစ်နေလို့ပြောကိုမြင်တော့ဒီ image လောက်ထဲမှာဥမာ poster ကတ်ပုံမြင်မယ်ကိုယ့်နာမည်ပါကိုဖြစ်နေနာမည်ပေါ်ထည့်တာပေါ့ပရိသတ်တွေအားပေးတဲ့ပုံမြင်မယ်နောက် make ကိုဘလို့ကန်တယ်တော့ blue stand ဆိုတယ်ပေါ့အဲ့ဒါပါကုန်ဒါကို definite balance လို့ခေါ်ပါဗျာနေမကောဖြစ်တဲ့လူကလည်းဥမာကျွန်တော်မနေ့ကဘလို့လမ်းလျှောက်မယ်ဆိုပလင်ပေါ့မှာလက်ကျလမ်းလျှောက်တယ်ဥမာလူတွေတွေ့တယ်ဥမာကြမ်းမကြီးကြောင်ပြောတယ်ဥမာလက်ဖက်ဆိုင်တဲ့ဥမာဒီမျိုးကိုဒီအလင်းညာပြန်သွင်းရပါဗျာအယုံပြန်သွင်းရအောင်မသိစိတ်ဘူးအဲ့လိုနဲ့တွေးဖန်များနေတာအဲ့တော့ဟာမသိစိတ်တွေရောက်သွားရှင်မှာတကယ် reality ဖြစ်လာပါတယ်ဒါလေးပါပဲသူကနောက်တစ်ချက်ကတော့ဘာယုံကြည်မှုရှိလဲဆိုတော့ကိုယ်ကဆုံးဖြတ်ပါ decide what belief is ဒီချက်ကလေးကိုနားကိုယုံတဲ့အတိုင်းကိုဖြစ်လာပါလိမ့်မယ်ဒါအရေးကြီးပါတယ်အမေကတော့ဒီ belief ဆိုတာတော့ပါဗျာကိုဘလို့ယုံလေးပေါ့အဲ့တော့ပုံမှာ positive လား negative လားပေါ့ဥမာကိုကယောဂဖြစ်လို့ထင်လားအဲ့ဆိုတကယ်ယောဂဖြစ်လာတယ်ဒီတိုင်းပေါ့ဥမာကျမ်းမာတော့ထင်လားကျမ်းမာထင်လေကျမ်းမာခြင်းကိုစီလာလိမ့်မှာပေါ့ဒီမှာဝတ္ထုတဘောလေးဥမာပေးရင်ဒီဘက်မှာဟောလေthe last list ဆိုဝတ္ထုလေးလူတိုင်းကြားဖို့ပါလိမ့်မယ်စုရင်ဂျွန်စီတော့တကယ်ကြီးเนี่ยအမှနေနဲ့နမိုနီးယားယောဂဖြစ်လာရှင်မှာစုကနမိုနီးယားယောဂဖြစ်လာရှင်မှာဂျွန်စီကနေတကယ်ကြီးအားပေးတာပေါ့လေအဲ့ချိန်မှာဒီစုရဲ့စိတ်ထဲမှာအဲ့နောက်ဆုံးတည့်ရကြွေရဲ့ချိန်မှာ तू တေမယ်လို့ तू လုံးဝ believe ဖြစ်သွားတာပေါ့တကယ်လို့အဲ့ချိန်မှာရှိတဲ့ဒီဘက်ကဒီလုံးဝတစ်ဖက်မှာ तू ရဲ့အောက်ထပ်မှာနေတဲ့ဒီဘက်ကတော့ဒီ modern ပကြီးဆောက်ခေါ်သူကဘယ်လိုမှအဲ့ Brahmin ပေါ့ဗျ Brahmin သူ့နာမည်အဲ့ Brahmin ဆိုရဲအဖိုးကြီးသားဒီခုနကပြောတဲ့ဒီ Master P ကိုသူကဆွေးဖို့စောင့်တယ်ပေါ့လေအဲ့ Master P ဆိုပကြီးကားကြီးကိုသူကဆွေးဖို့စောင့်နေတဲ့အချိန်မှာအဲ့ကောင်မလေးအဲ့ဖြစ်တဲ့ရှင်နဲ့သူကဒီဘက်မှာတစ်ဖက်နိုင်မှာအဲ့နောက်ဆုံးတွေ့ရကသူကကျွေသွားပြီအဲ့ကောင်မလေးမြင်နေတေတော့မယ်ဆိုသိရတဲ့သူကမိုးရည်လေးဒီမှာရှမ်းစင်းနဲ့အဲ့တွေ့ရတဲ့သူအဲ့အရွက်ကိုပုံဆွဲလိုက်တာဒါပေမဲ့ကောင်မလေးကမနဲ့နိုးလာတဲ့အချိန်မှာကြည့်လိုက်ချိန်မှာတွေ့ရကလုံးဝမကျွေသေးဘူးနောက်ဆုံးတွေ့ရကြံသေးရပါအဲ့ရှင်သူလုံးဝမသေးတော့ဘူးအမဒါပေမဲ့တကယ်တေတော့အဲ့အဖိုးရဒီဘက်ကအဖိုးရတေသွားတာပေါ့ဒီမှာပြောရင်တကယ်အဲ့စူးရစိတ်တွေမှာ belief ဖြစ်နေတာပေါ့သူဒီနောက်ဆုံးတွေ့ရကျွေသွားရင် तू တေမဲ့နေပဲအဲ့လိုမျိုး तू belief ဖြစ်သွားရှင်အဲ့ belief ကနေ तू စက်ကောင်းရှာတွေရောက်သွားတကယ်တမ်းကအဲ့တွေ့ရတာမရှိတော့နေရအဲ့ကောင်မအဲ့ဒီမှာမနေတေပါလိမ့်မယ်ဒါပေမဲ့ तू ရဲ့ဒီဘက်
ဒီ master view ဆိုတော့ Brabham ဆိုဖို့ရုံသူအသက်ရှင်ကျင်းတော့ဒါလေးတော်တော်မိုက်ပါအေးထားဒါမှဒီထဲမှာတော်တော်ကြီး national ရဲ့စိတ်ဆွမ်းနေပါပါတယ်ဒါမှဒီမှာအပေါ်ရန်စတင်တော့ကတော့အဲ့လိုမသိခဲ့ဘူးနောက်ပိုင်းမှာသူကဒီစိတ်ပြန်ကြောင်းလေ့လာတော့ကိုလည်းဒီမှာသိခဲ့ရပါနောက်တစ်ချက်ကတော့ဗျာဒီမှာ full အရန်မိုက်ရွေးဆန်လာပါတယ်တဲ့ဒီ sickness နဲ့ဒီမှာရတာအဲ့ခုနပြောတဲ့အချက်ပါနံပါတ်နောက်တစ်ချက်ရပါကိုယ့်ရဲ့စိတ်ထဲမှာယောဂမဖြစ်တဲ့ဟာဖြစ်နေတယ်ဆိုပြီးတော့ကိုယ်နာကျင်စေတဲ့ဟိုမှာနေမကောင်းဖြစ်နေတာပဲဖြစ်နေမဖြစ်ဖြစ်နေဖြစ်နေလို့တွေးတဲ့အတွေ့အရင် foolish ဖြစ်တော့ပါတယ်။ဆူလို့ပဲပေါ့ဥမာပြရရင်ဒီလောက်ဆိုရင်ဆူလို့ပေါ့ तू ကဘာမှ तू အဲ့လောက်တင်မဲ့ရောကမဟုတ်ပြီမဲ့ तू တင်မဲ့လို့ရင်တော့ရုံလိုက်တဲ့အတွက်ဒီမှာသူ့ရဲ့ဒီမသိစိတ်ရဲ့တံမြတ်မှု तू ရပြီး तू အဲ့ရပါလုံးဝမထက်နဲ့ဖြစ်လိုက်နေထားပေါ့ဒီမှာလည်းဒီတိုင်းပါအဲ့ကိုကဘလို့ယုံမဲ့အဲ့တော့နောက်တစ်ချက်ဒီမှာဒီချက်မှာပြော believe in perfect heart တဲ့ကိုလုံးဝ perfect ဖြစ်တယ်ငါလုံးဝအကုန်လုံးကြမ်းပါတယ်ဗျအဲ့တိုင်းမြန်ကိုယုံကြည်နေရမယ်တွေးနေရမယ်မယုံကြည်ကိုကဒီဘက်မှာ auto save မှာပြောနေရမယ်ဟာငါကြမ်းပါတယ်မနေ့ကကြမ်းပါငါကြမ်းပါတယ်အဲ့လိုဖြစ်နေရပြီးတော့ prosperity ပြည့်စုံကုန်လုံးမို့လေကွာမြင်ကြုံနေရမယ် peace စိတ်အေးချမ်းနေအောင်စုပ်ထားမယ်အဲ့ဒီချက်လေးရေးကြည့်ရဗျအဲ့ဒီ peace of mind မရှိရင်လည်းကိုကသူကယောဂလေးရလာနေတယ်အလုတ်ကန်ဆင်းမဖြစ်တတ်တယ်ဒီ peace of mind ပါရှိတယ်ကိုလေးယုံကြည်နေရနောက်တစ်ခု wet ဒီနောက်ဥစ္စာလေးရှိနေရမယ်ဆိုကိုနောက်ဒီအကုန်လုံးကဒီဘက်မှာအကောင်းဆုံးပေါ့မှာကျန်ပါတဲ့တော့ perfect heart prosperity peace wet နောက် success ပေါ့ဒီဟာတွေစိတ်ထဲမှာလုံးဝ believe in ဖြစ်နေဖို့လိုပါတယ်မော်ရီတော့အဲ့နေရာမှာအစားထိုးလာမယ်ဟာ negative ပတ်သက်တဲ့အမှာ failure တို့ဘယ်လိုမျိုး poor တို့နောက်ဒီ insecurity အဲ့လိုလာမယ်မတင်ញင်မှုတွေနောက်မကောင်းအဲ့ဒီဘက်ကစင်းရတဲ့ဟာတွေနောက်ဒီနောက်ဆိုမပြေဝရတဲ့ဟာတွေပေါ့ဒါတွေအစားထိုးလာပါလိမ့်အဲ့တော့ကောင်းတဲ့ချက်ပဲကိုကရွေးထားဖို့လိုပါတယ် great နောက်တစ်ချက်ကတော့ဒီကိုနေထိုင်မှာ habitual နေတဲ့ခါမှာဘယ်လိုနေထိုင်ရမလဲဆိုတော့ဒီအဲ့မြင့်က great and noble thought ပေါ်မှာမယ်အခြေခံမျိုးနေထိုင်ရပိုကောင်းပါလိမ့်မယ်အဲ့ဒီမှာနေထိုင်နေဘယ်လိုဖြစ်လာမလဲဆိုတော့ဒီပြဿနာပါရှိလာဆိုခုနပြော great and noble thought မရှိရင်သူကဒီအနိပိုင်းအတွေးနဲ့ပဲသူကအသက်ရှင်လာပါလိမ့်မယ်လူရဲ့စိတ်ကထူးဆန်းတာလူစိတ်ဟာတပြိုင်တည်းတည်းမှာဆန့်ကျင်ဘက်အတွေးတစ်ခုတွေးလို့မရအောင်ဗျပြောချင်တာကောင်းတဲ့အတွေးကိုဂိုးတော့ကိုတွေးနေချင်သူကဘက်တော့သူစဉ်းစားလို့မရဘူးဒါအရင်ကြီးရှိပါအမြဲတမ်းစိတ်ထဲမှာဒီဗုဒ္ဓဘုရားဟောခဲ့တဲ့တရားတိုင်းဟာလေဒီတတိဆိုတာဒီစိတ်ကိုစောင့်ကြည့်တဲ့တတိဟာကိုယ့်ရဲ့အတွေးမှာဘာတွေးနေလဲဥမာလောဘဒေါသဆိုမောဟဆိုမကောင်းတဲ့အတွေးဖြစ်နေလားဆိုတာကိုတတိနဲ့တကားဝမှာသူစောင့်ကြည့်တဲ့တကားဆောင်စောင့်ကြည့်တဲ့ဒီတတိပြန်တရားကိုသူတင်ပြအဲ့ဗုဒ္ဓဘုရားတင်ပြခဲ့တာပဲတော်တော်ကြီးဘလို့ဖြစ်တဲ့ effective ဖြစ်တဲ့ method ပေါ့ဗျာလောကကြီးမှာတော့လုံးဝ update လုပ်နေရဖျားပေးတဲ့ method တွေပေါ့သူကအဲ့တတိနဲ့စောင့်ကြည့်ရှင်မှာဒီမှာလည်းတရားနဲ့တိုက်ဆိုင်မှာသူကလုံးဝဒီမသိစိတ်ထဲကိုလုံးဝဒီ goal thought တွေပဲထည့်ထားတော့ပါအဲ့ negative thought တွေ bad thought တွေလုံးဝဝင်လို့မရအောင်သူကတကားဆောင်စောင့်တာပေါ့တတိပြန်ဆိုတာအဲ့ဒီဘောပဲဒီမှာလေဒီအဲ့တွင်နဲ့သူကကောင်းကိုရဲ့ဟိုမှာ great in noble thought ပါမှာကောင်းဒီကတော့ positive thought ပေါ့ဗျာ positive thought goal thought ကိုဒီကထည့်ပေါ့ဒါပါပဲနောက်ဒီဘက်မှာလည်းနောက်တစ်ချက်ကတော့အဲ့ဆူတောင်းခြင်းဆိုတဲ့ဒီမှာစွမ်းရင်ကိုလည်းအသုံးချပါတဲ့အင်းပေါ်မှာဆူတောင်းခြင်းဆိုတော့ခုနကပြောတဲ့ auto suggestion ပါပဲသူကဆူတောင်းခြင်းဆိုတော့ pray လုပ်တာပါ pray လုပ်တယ်ဆိုတော့ဒီတင်းရောက်ရဲ့ auto suggestion သုံးပါတည်း imagination လုပ်တာပါစိတ်ထဲမှာမြင်အောင်တန်းတာပေါ့အမကောင်းတဲ့တွေးကောင်းတဲ့ဟာတွေစိတ်နဲ့ပတ်သက်ပြီးတော့ကောင်းတဲ့ idea တွေကောင်းတဲ့အလုပ်တွေကိုမြင်ဘုရားရှင်မှာဆူတောင်းလို့ပုံမှန်နဲ့ဆူတောင်းတာဒါလေး imagination လုပ်တဲ့တစ်မျိုးပေါ့ဗျအဲ့တော့သူကဒီဘုရားကသူတော့ဒီဆူတောင်းဖြစ်စည်းပေးရဆိုတဲ့သဘောနဲ့ပေါ့မဟုတ်ဒီမသိတဲ့ပြန်ပြီးကိုပြန်ပြီးလုပ်ပေးတာပေါ့အဲ့တော့ဆိုတော့ your prayer will be answered ဆိုပြီးတော့သူကမင်းဆူတောင်းပြပါလိမ့်မယ်လို့ပြောပါနောက်တစ်ချက်ကတော့ဘယ်ဟာပဲဖြစ်လာသူကတကယ်တမ်းကိုကူစားဖို့ယောဂဖြစ်လာဘာဖြစ်လာဦးစားဖို့တကယ် real power လိုချင်တယ်ဆိုရင်တော့တဲ့အဲ့ real power ကိုမှရှိရဆိုတော့ဖိတ်ဖြစ်ရမယ်တဲ့ဒီချက်လေးကြည့်ပါတယ်ကိုယ်စိတ်မှာအဲ့ဖိတ်ဆိုတာအသွေးသားတဲ့ယုံကြည်ကလုံးဝယုံတယ်ယတနာသုံးကမင်းဘယ်လောက်ယုံလဲဆိုတော့တာကိုယုံတဲ့ပါတော့အသွေးသားတဲ့ယုံတယ်ကွာအဲ့လိုယုံတာဖိတ်လို့ခေါ်ပါတယ်အဲ့ဖိတ်ရှိသွားပြီ
ကိုမှဒီကောင်မျိုးရှိတယ်ကိုမှကိုမှဘယ်ရောက်ကပြီကိုမှစွမ်းကိုစားနဲ့စွမ်းရင်ရှိတယ်ဆိုပြီးတော့ယုံလိုက်တဲ့ဖိတ်ပါတယ်အဲ့ဒါပဲသူကဒီစက်ကောင်ရှာရင်ဒီကောင်းရှာရင်စက်ကောင်ရှာရဲ့လုပ်ငန်းတွေကိုသိတဲ့ knowledge ပေါ့ပြောရရင်အဲ့ဖိတ်ကလေအဲ့ဖိတ်နောက်မှာဒီနားလည်မှုရောက်လာပေါ့နောက်တစ်ချက်ကတော့အဲ့ဒါကမှဘလိုက်ဖိတ်ဆိုတဲ့ခုထည့်တယ်ပါဘလိုက်ဖိတ်ဆိုတော့ဒီမြန်မာစကားမှာတော့ဘလိုက်ယုံတဲ့ဆိုတော့ကပေါ့ဘလိုက်ဆိုတော့မြေကန်းသစေယုံကြည်ခြင်းပေါ့အမေရိကန်စေယုံကြည်ဆိုတော့လူတယောက်ဟာဒီ healing power ကိုသူရနိုင်ဒါပေမဲ့သူကဒီတကယ် scientific understanding နားလည်ရမဟုတ်သူကဒီတိုင်းသူဘယ်လိုလဲဒီအသိပညာမရှိဘဲသူကယုံကြည်တဲ့ယုံကြည်မှုကဒီယုံကြည်မှုကလည်းမသိတဲ့ရောက်ပါတယ်မသိတဲ့ရောက်မသိတဲ့ပြန်ကူတာမသိတဲ့ကဘသူပဲယုံသူကယုံတဲ့တိုင်းပြန်လို့ပြန်အောင်ပါသူ့ကိုယုံတဲ့လူကပြန်တက်တဲ့လူမတက်တဲ့လူဒါသူလက်မသိဘူးသူ့ကိုယုံကြည်တဲ့အတိုင်းပဲသူက result ပြန်ထုတ်ပေးမှာပေါ့အဲ့တော့ blind ဖိတ်ရတဲ့ခါလည်းမတော်ကြီး strong အားကြီးပါအဲ့ကြောင့်ရှုတွေပြန်မတက်ပဲနဲ့ရှမ်းတန်တယ်ဆိုတော့ဒီချက်ကြောင့်ပါသူကဘလိုက်ဖိတ်ကြောင့်သူကဘာမှမသိညာမသိယုံလိုက်တယ်ပေါ့ဗျအဲ့လိုယုံနေအဲ့လိုဖြစ်လာတဲ့သဘောရှိပါအဲ့ဒီချက်သဘောပေါက်ပါလိမ့်မယ်ထပ်ဆင်းပြီးတော့စဉ်းစားကြည့်ပါနောက်ဆုံးတစ်ချက်ကတော့ဒီမှာဒီကိုနဲ့တက်ဆိုင်ရအမေဖေဆွေမျိုးမိတ်တင်ကြတယ်အဝိတ္တညာမှာနေမောဖြစ်တဲ့ခါမှာကိုကသူ့တဲ့ဒီဘက်မှာ pray လုပ်ပေးလို့ရတယ်ပေါ့မှာဆူတောင်းပေးရတဲ့ဟာလေတကယ်တမ်းထိရောက်တယ်ဆိုတာအင်းတို့ကသိလက်မခံဘူးဗျဒီမှာတော့တော်မိုက်ပါစိတ်ကိုဒီမှာဘယ်လိုလုပ်အောင်ဆိုတော့စိတ်ကိုတော့တိတ်ဆိတ်လုပ်လိုက်ပါတဲ့ပြီးတော့မှဒီကိုယ့်ရဲ့အတွေးအကျမ်းမာတဲ့အတွေးတွေးတော့မှဒီတော့ကောင်းတဲ့အတွေးကိုတွေးပြီးတော့မှthe sin သူကဒီ university နဲ့ရှိတ်ဆက်ပြီးတော့မှအဲ့ခုနကိုယ့်ရဲ့ဒီဆွေမျိုးတွေကိုမင်းပါဆွေမျိုးတွေကိုဟိုဆူတောင်းပေးအဲ့နေမကောင်းတဲ့လူလားတော်ရဲ့ကိုယ့်ရဲ့ဆူတောင်းတွေကိုတော်ရဲ့ထိရောက်တယ်ဆိုပြီးတော့မှရေးပါထားပါအောက်ကဘလို့အဲ့မှာဆူတောင်းနေချိန်မှာဘလို့ဆူတောင်းလို့ဆိုတော့ကိုယ့်ရဲ့အတွေးတွေမှာမြင်အောင်နေရအောင်အဲ့ခုနနေမောဖြစ်နေအမေဆွေမျိုးမိတ်တင်ကြတယ်ပေါ့တော့ကျမ်းမာတဲ့ပုံစံကြီးကိုကမြင်အောင်ထားပြီးတော့သူ့ကိုလေစိတ်ထဲလေရွတ်ဆိုတာပေါ့သူကျမ်းမာမေတ္တာထုတ်လို့တဲ့နီးနဲ့သူကဒီဘက်မှာစက်ကြော်နဲ့တော့ပြီးရှိတ်ဆက်ပြီးတော့သူကတော့ပြီးကုတ်ပေးရပေါ့ဗျဒီကောင်ကတော့စမ်းကြည့်တဲ့အရာကြီးပါဒါလည်းမဖြစ်နိုင်တော့မရှိပါဘူးနော်ဒါဆိုဒီခေတ်မှာကဘာရဲ့အစုံဆုံးနဲ့ဒီဘက်အစုံဆုံးကိုဖုံးနဲ့ရှေ့ပြီးပြောနေတာသူဘယ်လိုရှေ့ဆိုပြီးလာဒီမှာစိတ်မှလည်းသူကရှေ့ဆိုရ delivery နည်းအများကြီးရှိပါတယ်ဒါတော့မဖြစ်နိုင်ဘူးလို့ယူလို့တော့မဖြစ်နိုင်ဘူးဖြစ်နေလို့တော့ကတော့အကုန်ဖြစ်နိုင်ပါတယ်အဲ့တော့ဒီခက်နေရဒီမှာဆုံးသွားပါတယ်နောက်တစ်ခါမှလည်းဒီမှာ mental health နဲ့ပတ်သက်တဲ့အခန်းတွေနောက်ဒီမှာတွေ့အောင်ဖြစ်ပါတယ်အကုန်လုံးပဲကျန်မချမ်းတော့ပြီအနေကင်းမကြီးရပါစေဒီစောလေးပိုင်းနားထိုင်နေအကျိုးတရားဆုံးရှိရင် like comment လေးလုပ်ဖို့မမေ့ပါနဲ့အောင်လို့ပြောနေမှာနေကုန်းရှုပ်လိုက်ပါတယ်